စီချွန်ဟင်းပွဲတွေထဲမှာနာမည်ကြီးလူကြိုက်များပြီးစားလို့အရန်ကောင်းတဲ့ဝေကောရုပ်လို့ခေါ်တဲ့ဝတ်သားချက်နည်းလေးကိုမျှဝေပေးပါမယ်။လောက်ရလွယ်ကူတာမို့လို့အဆုံးထိကြည့်သွားလိုက်ကြပါအောင်နော်။အရင်ဆုံးဒီဟင်းရဲ့အဓိကဖြစ်တဲ့ဝတ်သုံးတက်သားလေးတွေကိုရေပြောင်ဆေးတက်ပေးလိုက်ပါမယ်။ပြီးရင်တော့ရေအေးထဲမှာပဲစိမ်ပေးပြီးညှိနှမ်းပြောက်သွားအောင်လို့ချင်းကျက်သွန်မိတ်ကိုကင်းဝိုင်ထည့်ပေးပြီးတော့ပြုတ်ထားပေးလိုက်ပါမယ်။ပြီးရင်တော့ပွက်လာပြီးအပေါ်မှာထွက်လာတဲ့အဖြူမြုပ်လေးတွေကိုတေချာလေးဆက်ထားပေးလိုက်ပါမယ်။ဝတ်သားပြုတ်ထားတော့နောက်ထပ်ပါဝင်ပစ္စည်းလေးတွေဖြစ်တဲ့ငရုတ်ပွားတောင်အစိမ်းနဲ့အနီတို့ကိုလေးပေးပြီးတော့ပြင်ဆင်ထားပေးလိုက်ပါမယ်။နောက်ထပ်ကျက်သွန်နေအနေငယ်ကိုလည်းလေးပေးပြီးတော့ပြင်ဆင်ထားပေးလိုက်ပါမယ်။ပါဝင်ပစ္စည်းလေးတွေကတော့ငရုတ်ပွားတောင်ကျက်သွန်နီကျက်သွန်ဖြူချင်းငရုတ်သီးတို့ပါပဲ။ခုနကပြုတ်ထားတဲ့ဝတ်သားလေးတွေကိုတူနဲ့ထိုးကြည့်လို့ပေါက်လာပြီဆိုရင်တော့ဆယ်ပေးပြီးပကံလုံးထဲမှာရေစစ်ပြီးတော့အေးခံထားပေးလိုက်ပါမယ်။ပြီးရင်တော့ဝတ်သားတုံးလေးတွေကိုကြော်လို့ကောင်းအောင်လို့မထူမပါလေးဖြစ်အောင်တေချာလေးလေးပေးပြီးပြင်ဆင်ထားပေးလိုက်ပါမယ်။စီမပေါအောင်လို့အိုးတွေကိုစီနေနဲ့လေးပဲဖြန်းပေးပြီးခုနကလီးထားတဲ့ဝတ်သားပြားလေးတွေကိုမီးအေးလေးနဲ့ပဲစီထွက်လာတဲ့အထိကြော်ပေးရပါမယ်။ဝတ်သားလေးတွေကိုစားလို့ကောင်းအောင်လို့အရန်ချောင်မသွားအောင်တေချာလေးဂရုစိုက်ပြီးကြော်ပေးရပါမယ်။စီရီထွက်လာပြီဆိုရင်တော့ချင်းချက်သွန်ဖြူငရုတ်တီးပဲငပိချက်သားမိုးထည့်ပေးပြီးတေချာလေးနှံတော့အောင်မွေးပြီးတော့ကြော်ပေးလိုက်ပါမယ်။အနံလေးမွေးလာပြီဆိုရင်တော့ခုနကပြင်ဆင်ထားတဲ့ငရုတ်ပွားတောင်ကိုထည့်ပြီးတော့မွေးလာအောင်လို့ထပ်ကြော်ပေးရပါမယ်။ပြီးရင်တော့နောက်ထပ်ပြင်ဆင်ထားတဲ့ကျက်သွန်နီနဲ့ကျက်သွန်မိတ်တို့ကိုထည့်ပြီးတော့ကြော်ပေးရပါမယ်။ဒါဆိုရင်တော့အရန်မွေးပြီးစားလို့ကောင်းတဲ့ဝတ်သားပဲငပိကြော်လေးကိုရပါပြီ။လောရလွယ်ကူပြီးအရန်စားလို့ကောင်းတာမို့လို့လိုက်လို့စားကြည့်ကြဖို့မမေ့ကြပါနဲ့ဦးနော်။နောက်ထပ်စားချင်တာလေးရှိလို့ရှိရင်လည်းပြောတော့ပေးခဲ့ကြပါအောင်နော်။